ရန်ကုန်မြို့ရဲ့နာမည်ကြီး Pan Pacific မှာ high tea set တွေကိုလည်းသူတို့မဲဖောက်ပေးတယ်။နောက်ကြတော့10စုလောက်တိတို့မဲဖောက်ပေးမလား10ရမရောက်ပြီလားအမေတော့ဒါအလုပ်တွေများနေရဟုတ်နည်းနည်း edit လုပ်နေရမိုင်းဟော edit လုပ်ဘုဒ္ဓရကြတော့ပိုလှလာရမှာဒေါက်တာဆို handsome မိုက်ကမောက်မြင်စိတ်ချမ်းသာတူပါပဲနေကောင်းလာတယ်ကောင်းတယ်နေလောင် nice spectra ပဲကနေလာတာပြီးတော့ငါကိစ္စတော့ပုံစံတာမပဲကောင်းပါပြေးရလားဘောရှင်နေနေရရှိရင်ပေါ့ oversea သွားမယ်ဆိုရင်ကြတော့ဘယ်လိုလေးအဆင်ပြေပြေသွားလို့ရလဲသိချင်အားနဲ့ကိုယ်တိုင်ပဲရုံမှာပါပဲနော်ပဲမိုးရင်းတည်မလားကျွန်တော်တို့ခီးသွားခြင်းတယ်လေဒီလိုကားလာလေခီးသွားခြင်းတယ်ဆိုတာဒါပေမဲ့ပြဿနာပါလဲဆိုတော့ခီးသွားလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ခေါက်သွားဆိုလဲ transit ကြာတာတော့ flight ကအရန်ကြာတဲ့ခါကြာလို့ရှိရင်အဆက်တွေပြတ်တဲ့ခါကြာတော့တည်မလားပွဲကိစ္စတွေရှိတယ်ဟိုကပွဲစုံစမ်းတယ်ကျွန်တော်ခဏလေးနော်လေးမော်တက်ခဏလေးဖြစ်နေပါညာဆိုအားနာရမင်းပြရကွာတည်လားအဲ့လို long flight တွေအတွက်ဆိုရင်ကြောက်နေရတယ်ဗျာတည်လားအဲ့တော့အဓိကတော့ wifi ပေါ့ဗျာတည်မလားအဲ့လိုဖြစ်တော့နည်းနည်းစဉ်းစားနေရWi-Fi ဆိုလို့လောင်းပြောမယ်ဒီနေ့အဲ့လောင်းသွားပြီးတော့စုံစမ်းရင်းလေစင်ကာပူ airline ကိုအဲ့ဒီမှာတော်တော်လေးကောင်းတာလေးလောင်းတွေ့အဲ့ဘာလဲဆိုအဲ့စင်ကာပူ airline မှာစီးလို့ရှိရင်အဲ့ flight တောက်ရှောက်မှာ unlimited free Wi-Fi ဟုတ်လားရန်မိုက်တော့ဘယ်လိုလဲအဲ့တော့ unlimited free Wi-Fi ဖြစ်ဖို့ဆိုလို့ရှိရင်စင်ကာပူ airline မှာ KrisFlyer member ဆိုပြီးတော့ဝင်ရမှာပဲဝင်မယ်ဆိုလို့ရှိရင်တော့ဥမာလောင်းတို့ဓာတ်ရိုက်သွားရဲဆိုလို့ရှိရင်တော့ဒီ Singapore Airline ရဲ့ website ထဲတွေဝင်အဲ့ဒီခန်းစားခွင့်ရဖို့ရှောက်အောင်မှာအများကြီးပေါ့နော်အဲ့တော့ nice bed travel ကြတော့သူတို့ကဘယ်လို service ပေးလဲဆိုတော့သူတို့စီကတစ်ဆင့်လောင်းတို့ Singapore Airline ဝယ်မယ်ဆိုလို့ရှိရင်သူတို့ကအဲ့ဒီ KrisFlyer member ကိုရှောက်free လားimport free shop ကြိုက်တယ်နောက်ပြီးအဲ့လို free shop ပေးရပြင်လောင်းကြားရဆိုလို့ရှိရင်အဲ့လိုမျိုးသူတို့စီကနေလာပြီးတော့ရှောက်တယ်ဆိုလို့ရှိရင်အဲ့လိုခန်းစားခွင့်တွေရှိအဲ့လိုလက်ဆောင်တွေရတာလို့ဒါ promotion တွေပေါ့ဒါ promotion တွေနောက်မှပြောပါမယ်ဒါတော့အခုရန်ပြောချင်နေတာမျိုးကြအဲ့ KrisFlyer member ဆိုတာလေလုံးဝ unlimited free wifi on board သုံးနေရဟိုတစ် flight လုံးလေးတစ် flight လုံးအခုဒေါက်တာဖြစ်တယ်လို့ပြောလင်းမော်ရောက်ပြီဆိုရင်လေးစီးကဘယ်လောက်ကြာအကုန်လုံးတွေ့ရအဓိကတော့မိသားစုနဲ့ပေါ့နော်အဆက်အသွယ်ရှိခြင်းနဲ့နောက်ပြီးနောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်နေရာသွားရင်အဲ့နောက်တစ်နေရာကနေရာနဲ့ကိုယ်နဲ့ချိတ်ချင်တာမှန်တယ်ကိုရောက်မှချိန်နေတာအချိန်ကကြာတယ်ဒါလုံးဝ unlimited free wifi Singapore Airlines အဲ့တော့ကျွန်တော်တို့ကအဲ့ KrisFlyer member ဟိုဝင်ပြီးလို့ရှိရင်သူ member ဆိုတော့ level ရှိသေးရလားသူကဘာတွေခံစား권ရှိမှလဲသူကတော့ပြောရမယ်ဆိုလို့ရှိရင် basic entry ကနေပြီးတော့အဆင့်ဆင့်ရှိတာပေါ့နော်အကယ်၍လောင်းကိုအဲ့ဒီSingapore Airlines မှာ KrisFlyer member ဖြစ်သွားပြီဆိုရင်နံပါတ်1က basic entry ပေါ့ basic entry ရှိတယ်နောက်လောင်းကြည့်တာဆိုလို့ရှိရင်အဲ့ KrisFlyer မှာသူကဒီ silver elite silver ရှိတယ်ပြီးတော့လို့ရှိရင် elite gold member ရှိတယ်နောက်ပြီးတော့ PPS club ရှိတယ်ပြီးတော့လို့ရှိရင် solitaire PPS ဆိုပြီးတော့နောက်ကြ50လောက်တာတော်တော်မိုက်တယ်သူကလုံးဝဟိုကိုသုံးတဲ့ပမာဏပေါ်မူတည်ပြီးတော့ဗော rank နေတက်လည်းပဲအဲ့လိုအဲ့ဒါဆိုကျွန်တော်ကြားဘူးတာတခုရှိရကွာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ခီးသွားကြရဆိုလို့ရှိရင်လေဒီလေရင်ကျွန်တော်ပြန်တန်းတဲ့ mic တွေရှိရလေအဲ့ဒီ mic တွေနဲ့ဟိုကျွန်တော်တို့ကဟိုပြန်သုံးလို့ရတာတွေဘာခံစား권နေရှိနိုင်လဲကျွန်တော်သွားထားတဲ့ mic တွေနဲ့ Singapore Airlines မှာသုံးလိုက်တဲ့ mic ရတယ်ပြောရလို့ရှိရင်လေဟိုငွေလိုမျိုးကိုစီပြန်လာတယ်လို့ပြောလို့ရတယ်ဒါပေါ့ဆိုတော့အဲ့ဒီ mic ကလောင်းလို့တို့စီမှာ Chris Shop ပါရှိတယ်အဲ့ Chris Shop ကနေဒေါက်တာခရီးသွားရင်ကွာနာရီတို့ထားပါအဲ့တို့ကိုသုံးချင်တဲ့ပစ္စည်းတွေကိုတို့ရဲ့ Chris Shop ကနေဝယ်ရင်အဲ့ဒီ mic တွေပတ်စံလို့ပဲလဲပြီးဝယ်လို့ရတယ်ဟောအဲ့ဆိုရင်အဲ့ mic ကအမပြောတဲ့ပတ်စံလို့ပြန်သုံးလို့ရတယ်အဲ့ဒါဟုတ်တယ်ကိုကသုံးလိုက်တာလို့ဦးစီကိုပြန်ရောက်လာအဲ့ mic အဲ့ဒီSingapore Airline ပေါ်စီးလိုက်တာကိုလည်းလေရင်ပေါ်အရာဆိုလိုချင်တဲ့ပစ္စည်းတွေပါလာပြီလားဟုတ်တယ်အဲ့ဒါမိုက်ကြတာအားထားကြဟုတ်တယ်တော့ကွာအလုပ်များတယ်ကွာတဲ့ကိုလိုချင်တာတော့တတ်သွားပါချိန်ရှိအဲ့လိုချိန်မျိုးဆိုလို့ကျေးဇူးပါဆိုအဲ့လိုချိန်မျိုးဆိုလို့ရှိရင် तू ကလုံးဝတရက်ချိုမှာလိုက်တာနဲ့အဲ့ airline ပေါ်မှာ ready ပဲကိုပစ္စည်းကိုမိုင်းနဲ့လဲပြီးတောက်ပြီးသွားရောအဲ့ဒါထားကြရနော်အထားကြအဲ့ဒါမဟုတ်လို့ရှိရင်ဒီတိုင်းဆိုပတ်စံပေးဝယ်ရမှာအဲ့ကြောင့်မိုင်းနဲ့ဝယ်လို့ရတယ်မိုင်းနဲ့ဝယ်ဘယ်တစ်ခွက်ရှိရပါတော့ကဲကိုဝယ်တဲ့ပစ္စည်းကဟိုမိုင်းတက်များတယ်ဆိုတော့မိုင်းတဝက်ငွေတဝက်အဲ့လိုဝယ်အဲ့လိုလေးရသေးတယ်တန်းစစ်အဲ့ဆိုမိုင်းတွေကကျွန်တော်တို့ကပြန်သုံးလို့ရတဲ့ဟာဖြစ်နေတာပေါ့ဟုတ်ပါပေါ့ငွေပြန်ဖြစ်လာတာပေါ့ပစ္စည်းပြန်အဲ့ဒါထားကြတယ်နော်ထားကြအဲ့နောက်ပြီးတော့ तू က basic entry မှာလောင်းလို့ KrisFlyer member ဖြစ်သွားပြီဆိုတာနဲ့ extra package ဝယ် discount ရတယ်အဲ့ဒါလည်းရေးကြည့်ရမှာအခုဆိုလို့ရှိရင်သွားရင်တိတ်ကျင်တယ်ကွာတိတ်ကြည့်ပြီးလို့ရှိရင်အေးတိတ်ရောက်လို့ရှိရင်ပတ်စံမပေးချင်ဘူးကွာအဲ့ဒါနည်းနည်းစိုးတယ်ဆိုတော့အဲ့လည်း discount ရတယ်အဲ့ discount ရအဲ့ဒါကျတော့ basic ဖြစ်သွားပြီဆိုတာနဲ့ entry မှာလည်း discount ရတော်တော်မိုက်တယ်နော်တော်တော်မိုက်တယ် wifi သုံးရတယ်ကွာ extra package နဲ့ discount ရတယ်
ပြီးတော့အဲ့ဒါဆိုရင်ဒါက basic ပဲရှိတယ်ခုနအမပြောတဲ့ step တွေရှိတယ်ကွာအဲ့ basic ပြီးရင်ပါလာလေခုန elite saver ဆိုလား ဟုတ်တယ် Singapore Airlines ရဲ့ Elite Saver မှာဆိုလို့ရှိရင် तू ကဘယ်လိုမျိုးလဲဆိုတော့ standard seat ကိုလည်း free ရွေးလို့ရတယ်အဲ့တော့ကိုကလေးလည်းမကိုဝယ်တဲ့ခါမှာခုံမကြံတော့လို့ wait list ဖြစ်နေတဲ့ solution လည်းပဲ confirmation ဖြစ်ဖို့အတွက်ဦးစားပေးခံရတယ်ဆိုတော့အဲ့ဒါက Silver Elite အားသာတယ်မိုက်တယ်နော် ကိုကကြောက်တော့ဘယ်လိုဖြစ်သွားလဲဆို Silver တော့ကြာလောင်းတော့ -2000 ခွဲလို့ကိုကြောက်တော့ -5000 ဖြစ်သွား အော်မိုင်9000ဖြစ်သွားတယ် ကိုကြောက်တော့ -9000 ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့သူ့မှာဘာအားသာချက်ရှိလဲဆိုလို့ရှိရင် launch တွေစသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီ launch ကတော့ လောင်း Singapore Airlines နဲ့တရားဝင်ချိတ်ထားတဲ့ launch တွေမှာသွားသုံးလို့ရတယ်ပြီးတော့လည်းဘာကောင်းလဲဆိုတော့ဦးစားပေးခံရဘယ်မှာလဲဆိုတော့ check in ဝင်တဲ့ခါမျိုးတွေ board တက်တဲ့ခါမျိုးတွေအဲ့လိုတန်းစီရမယ့်အနေအထားတွေမှာသူတို့ရဲ့ elite goal တွေကဦးစားပေးခံရpriority ရတယ်အဲ့ရန်ကောင်းတယ်ဟာဘူးလက်ဆောင်လေးဘာလို့ရန်ကောင်းလဲဆိုတော့အားကြခဲ့ရလို့ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီတန်းစီဟာမျိုးကြလို့ရှိရင်လေရင်ကြီးတယ်လို့ကွာဒီလေကအများကြီးပဲအဲ့တော့ကျွန်တော်တို့ဆို group 1 group အဲ့လိုမျိုးတွေကိုတန်းစီရကွာအဲ့ဒီမှာချို့တွေကကြတော့သိရမလားလွယ်ကူကူပဲအဲ့မျိုးဆိုရင်အားကြတယ်တခုအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကကျွန်တော် transit အရန်ကြာရမှာ transit က6နိုင်လောက်ကြာတယ်6နိုင်လောက်လေးလေးထဲမှာလေဖះလည်းရှိကိုပြီးပြီရုပ်ဖက်တဲ့ဆဲလည်းအကုန်ပြီးနေပြီကွာသိလားဒါပေမဲ့ဘာလုံးလို့ဘာကံမှမကြည့်ရနောက်ဆုံးအဲ့မှာလေတွေ့တဲ့ခုံမှာလေထုံးစံတိုင်းထုတ်ပိုက်ပြီးအိတ်ရပါအကယ်၍သာကျွန်တော်အဲ့ဒါရောက်တော့မှကျွန်တော် launch ကိုဝယ်ခိုင်းပြီးရင် launch တာငါခန်းစားခွင့်နေရှိမယ်ဆိုတော့ဘယ်လောက်ကောင်းမလဲဆိုတော့ feeling တစ်ခုရတာဘာလို့ဟို launch ထဲမှာဆိုကွာအိတ်လို့ရတယ်စားလို့ရတယ်စင်ကြီးကြီးပါချိုးလို့ရတယ်စိတ်ပါတယ်ဆိုတော့အဲ့ဒါတွေကအရန်ကောင်းတယ်ကွာသိလားအဲ့ဆိုရင် elite goal ဆိုရင်ရပြီဟဲ့လား elite goal ဆိုရင် Singapore Airlines နဲ့ချိန်ထားတဲ့ launch တွေတုံးလို့ရတယ်ဘယ်အောင် super priority ပို့ပြီးရဆိုတော့အဲ့ဒီကနေထပ်တက်မယ်ဆိုတော့ BBS